ဆက်မော်စီပွားရေးကိုတွေ့တာနောက်ကျနေပြီလားဆိုတဲ့မိတ်ဆွေများအားလုံးဒီနေ့မိတ်ဆွေတို့အခုလက်ရှိတွေ့နေတဲ့ကိုယ့်ရဲ့အသက်အရွယ်အငယ်ဆုံးပဲဖြစ်ပါတယ်။ဘာကြောင့်လဲဒီချက်နောက်ထပ်တနာရီကျွန်တော်2နာရီဆိုတာကပို့ပြီးတော့ကြီးသွားဖို့ပဲရှိတာဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့က Success More ရဲ့စီးပွားရေးခွင့်လန်းကိုတွေ့တဲ့အခါမှာအမြန်ဆုံးစတင်ဖို့အတွက်ကျွန်တော်ကအားပေးချင်ပါတယ်။ Success More ရဲ့စီးပွားရေးကကျွန်တော်အခုဒီမှာအနောက်မှာတွေ့တဲ့အတိုင်းပဲ Success More Company ကိုရောက်လာတဲ့ဒူတိုင်းကတော့တကယ်ကိုကျွန်တော်တို့ပို့ပြီးတော့မှအောင်မြင်တဲ့ဘဝကိုတိုးတက်နိုင်တဲ့အဓိကအခွင့်အလမ်းကဘာလဲဆိုရင်တော့အရင်နည်းနဲ့စီးပွားရေးခွင့်လန်းကိုစတင်ပြီးတော့လုပ်ကိုင်နိုင်တဲ့အားသာချက်ပဲဖြစ်ပါတယ်မိတ်ဆွေကတာမန်အားဖြင့်အလုပ်လုပ်တယ်အလုပ်တွေစူးစမ်းနေတဲ့အခါမှာကျွန်တော်လောကကြီးမှာအလုပ်လုပ်တိုင်းကျွန်တော်တို့ကချမ်းသာနိုင်တာမဟုတ်အဓိကကျွန်တော်ချမ်းသာနိုင်မဲ့စီးပွားရေးအခွင့်အလမ်းတွေကိုကျွန်တော်ကတကယ်လုံးနိုင်မှဒါလည်းမိတ်ဆွေကအောင်မြင်နိုင်မှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့လူတော်များများအနေနဲ့အဓိကသိထားရမယ့်အချက်ကတော့ Success More စီးပွားရေးလာတဲ့အခါမှာစတင်ဖို့တော့ဘယ်လိုလုပ်ရမှာလဲဆိုတော့ပထမဆုံးမိတ်ဆွေတို့သိထားရမှာကတော့စတင်ခြင်းကတော့ကိုယ့်ရဲ့ဒီစီးပွားရေးခွင့်လန်းနဲ့မိတ်ဆက်ပေးတဲ့ app line နဲ့အမြန်ဆုံးတိုင်ပင်ပြီးတော့အလုပ်လုပ်တာအကောင်းဆုံးပဲဖြစ်ပါတယ်မသိတာတွေမေးမြန်းမယ်ကိုတိုင်ကစတင်မယ်ပြီးလို့ရှိရင်တင်တန်းတူးတွေမှာလည်းတေချာကျွန်တော်တို့ကတင်ယူပြီးတော့အကောင်းဆုံးစတင်နိုင်အကောင်းဆုံးပဲခင်ဗျကျွန်တော်ဆိုရင်တော့ Success More ခွင့်လန်းတွေ့တဲ့အချိန်မှာ online ကတွေ့တာအခုလိုရုံးနေပါလာတာမဟုတ်ဘူးเนาะ online ပေါ်ကတွေ့တယ်နားထောင်တယ်အမြန်ဆုံးအပင်းဝင်တယ်ပြီးတော့အမြန်ဆုံး share ဝင်ခဲ့တယ်ဘာကြောင့်လဲဆိုတော့အဓိကကတော့ကျွန်တော်မသိတဲ့ຢာတွေ app line ကိုမေးတယ်အဲ့တော့ကျွန်တော်ပြောချင်တာကစတင်တဲ့အခါမှာကျွန်တော်300ဘန်းနဲ့စပြီးတော့အသင်းဝင်တာကိုစတင်လို့ထင်တယ်တကယ်တော့ဒါကတော့အဖွဲ့ဝင်တာပြီးတော့ share ဝင်တကယ်ကိုကအလုပ်လုပ်တယ်ဆိုတဲ့နေရာမှာတကယ်လက်တွေ့ Success More Company ကစိတ်ဝင်စားတဲ့လူတော်များဘာလဲဆိုရင်တော့ပတ်စံဘယ်ကနေပြန်ရတာလဲဝင်ငွေကဘယ်ကနေပြန်ပေးတာလဲဆိုတော့ Success More Company ရဲ့ဈေးကွက် plan တွေအတိုင်းပေးတာဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေဒီ Success More မှာနောက်ထပ်ဝင်ငွေတလန်းကိုမြန်ဆန်ရဖို့အတွက်ဆိုရင်တော့ညစဉ်ညတိုင်းတင်ပြပေးတဲ့ဈေးကွက် plan ကိုမိမိကတေချာအာယုံစုစိုက်ပြီးတော့နားထောင်ပါတေချာသင်ယူပါကျွန်တော်ဟန်ပြနားမထောင်ပါနဲ့ကျွန်တော်တကယ်စိတ်ဝင်စားနဲ့ကိုကကျွမ်းကျင်အောင်တကယ်သိအောင်သင်ယူပါပြီးလို့ရှိရင်ကိုကတကယ်ပြန်ပြီးတော့အလုံးလုံးတက်လာလိမ့်မယ်အဓိကတော့ဝင်ငွေရတယ်မရဘူးဆိုတာကဈေးကွက် plan ကိုကျွန်တော်လက်တွေ့ပြန်လုပ်တာမလုပ်တာနဲ့ဆိုင်တယ်ဒီလိုပတ်ဝန်းကျင်မှာကြားဘူးလိမ့်မယ်ခင်ဗျာဆက်ဆက်မော်စီးပွားရေးကိုလုပ်ဖူးတယ်ကျွန်တော်တို့ဝင်ငွေမရပါဘူးလေကားပါဂျင်းတွေပါစသဖြင့်ပြောတယ်အဲ့တော့ပြန်ပြီးချင်တာကကိုဂျင်းထည့်သွားတာရောတတိယရဲ့လားကိုပြန်ပြီးတော့ဂျင်းထည့်တာလားအဲ့တော့ဘာကြောင့်ကိုပြန်ပြီးဂျင်းထည့်လို့ပြောလဲဆိုတော့စီးပွားရေးလက်လုပ်တွေပြောပြီးတော့မိမိရဲ့အသွေးခေါ်တွေကနေစားအသွေးခေါ်နဲ့ပဲလဝင်နားထောင်သွားတယ်ဘာမှတပြတ်မလို့ဒါဟာစီးပွားရေးလုပ်တာမဟုတ်ဘူး Success More မှာအသင်းဝင်ပူးတယ် share ပိတ်ပူးတယ်ဒါစီးပွားရေးလက်လုပ်သွားတာမဟုတ်ဘူးမိတ်ဆွေပစ္စည်းလက်ဝယ်သုံးသွားတယ်တူတယ်တကယ်တော့စီးပွားရေးတကယ်ပြန်လုပ်တယ်ဆိုတဲ့မိတ်ဆွေတကယ် Success More ရဲ့ဈေးကွက် plan တွေအတိုင်းကျွန်တော်လက်လီလက်ကအမြတ်တွေရအောင်စူးစမ်းတယ်ကျွန်တော်မိတ်ဆက်စုကြီးတွေရအောင်စူးစမ်းတယ်စတားမွေးထိုးစုကြီးတွေစူးစမ်းတယ်အသင်းအဖွဲ့နဲ့ပူးပေါင်းမိမိကိုယ်တိုင်ကခေါင်းဆောင်တယောက်အနေနဲ့အရေးချင်းတိုးတက်အောင်တကယ်စူးစမ်းသွားပြီလားပြီးတော့ Success More ရဲ့ company ပိုင်ရှင်တစ်ထည်နဲ့ဦးနာမည်ကိုရောခေါ်တက်ပြီလားဒါတွေကအရန်ရေးကြီးပါတယ်ပြီးတော့ company เจ้าကိုရောမျက်လုံးမှိတ်ပြီးအလွတ်ပြောနိုင်သလားထောက်ကုန်ပစ္စည်းရောအလွတ်ပြောနိုင်ပြီလားဈေးကွက် plan ရောဒီနေ့မျက်လုံးမှိတ်ပြီးတော့အလွတ်ပြောနိုင်သလားဒါဟာတကယ်မိတ်ဆွေဘာမှမသိသေးပဲနဲ့ဘာမှမလုပ်ရသေးပဲနဲ့ကျွန်တော်အားလုံးဟာ